ကိုညီမအပန်းဖြစ်စင်လို့ဒိန်းလာပြီလား ဟာအဲ့ဆိုရင်ညီမလေးစောက်မယ်ဆိုရင်ဒစင်းဖို့စော့လေဒစင်းဖို့ကမိန်းကလေးလည်းအစော့များတယ် အဲ့ခါကြီးကအနှစ်သာရလည်းမရှိဘူးကုမ္ပဏီထောင်တာလို့စရင်တွက်တာလို့ပတ်စံရှာတာလို့အဲ့လိုဂိမ်းမရှိဘူးလားညီမအလောက်လောက်မှ relax ဖြစ်တာမို့လို့ပါ အခုစိုင်းမ graphic အမြင့်ဆုံး file size ကြီးဆုံးဈေးကြီးဆုံးပဲရှိတာပဲ အဲ့ Red တူတော့ရှိရဲ့ဗျ ရှိရင်ကျွန်တော်အဲ့ဒါကူးပေးဗျာကျွန်တော်ဆက်က RDA 4090နဲ့ဆိုတော့တောင်းတန်းဂိမ်းကိုမတိုးဖြစ်နေအဲ့ဒါကိုဆက်ကကူးကညံညံကျွန်တော်အရင်ဆက်တော့မြန်မြန်မထင်ပါဘူးဗျာ ဟုတ်ကဲ့ကျွန်တော်ဖြည်းဖြည်းပဲကူပေးလိုက်ပါမယ်ဗျ ဟုတ် GD5 လေးကူးပေးပါဦး ဟာဒီဖိုက်ဆိုပြီးရှယ်ကျဲတော့မယ်ပေါ့ မဟုတ်ပါဘူးဒီဘက်မိရင်ရက်မယ်နန်းစီကလည်းနိုင်ပြီးရိုးသားကောင်းပါဘူးရိုးတော့အပြေးသွားပြီ ဟောအေး ဝေးဒစင်ဖို့တဲ့ကောင်လားတရေကိန်းဆိုရင်ကောင်းလား ညီမလေးကအေးဆေးစော့ကျင်တယ်ဆိုလို့ရှိရင်တော့ဒစင်းဖို့လေးထည့်လိုက်ပါလား ဒစင်ဖို့ရပြင်းစရာကောင်းတယ်တစ်ခါကြောက်ချင်တာကြမ်းကြမ်းတမ်းတမ်းတရေကိန်းနဲ့ပြချင်တယ် ဟုတ်လားအဲ့ဒါဆိုရင်အကို resident e ပဲထည့်ပေးလိုက်မယ်လေ အဲ့ဟာကြီးကြောက်ဖို့ကောင်းတယ်ဘယ်လိုလုပ်မလဲဒစင်ဖို့ပဲယူလိုက်တော့မယ်နိနေတော့ဒစင်ဖို့ကပြင်းနေဘယ်လိုလုပ်လဲ ညီမလေးရဲ့နှစ်ခုလုံးပဲယူလိုက်ပါတော့ရင် ဝေးကျွန်တော်ဂိမ်းလာကူတာမကောယူလေးတည်းလို့ရင်တော့ အေးဒီလိုဟဲ့တဲ့စီပြီး ဟိုင်းနော် ဟာ ဟိုအိမ်ကျွန်တော်အိမ်မှာပြည့်ကျင်ခဲ့ပြီဟဲ့လေဟိုအဲ့ဒီလေခဏကားလို့မရလားကိုအဲ့ဒီကဟောင်းဝဆိုတဲ့ fan ဝင်မကြည့်နဲ့အဲ့ကျွန်တော်အင်ဂျာကြီးလောက်ထားရရင် အိစာရီလောက်ထားမင်းအိစာလောက်ထားတယ်900ခစ်တောင်လာကြီးလေ ကိုလက်ရှိမြန်မြန်ကိုလည်းမမေးနဲ့တော့